မြို့နယ်တစ်ဖြောက်ဖြောက်ချတဲ့တွေဟာမနှခင်လို့ထားဖို့ဆိုတာကိုတတိပေးအိမ်ပြေတကားဖွင့်လို့ကြည့်လိုက်တဲ့အခါအရာအလုံးကတုံကြည့်လိုက်မောနေမင်းမရှိတဲ့ဒီဆောင်ရဲ့ဆလုံးပါတယ်တယောက်တည်းပေါ်ဆောင်ရတာရှိတွေအိမ်မ